အခုကျွန်တော်ဆော့ပြထားတဲ့ funny skin ကိုလည်းဘယ်လို free ရမလဲကျွန်တော်ပြောပြမယ်ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်တို့ event တစ်ခုရှိတယ်အဲ့ event လေးတွေကိုဝင်ပြီးသွားပြီဆိုတော့ brother ဆင်းရောက်ကနေပြီးတော့အားပေးမလားဆင်းပေါ်ကနေပြီးတော့ကျွန်တော်တို့အစင်ပေါ်လူအားပေးပါဗျာဘလူနေရာနေအားပေးလို့ဆိုတော့ main လေးနေရာအားပေးလို့ရမယ်ယောက်ျားလေးနေရာအားပေးလို့ပြီးဒီဘက်မှာအကောင့်လေးဆိုတာ cartoon ရုံလေးအဲ့ကနေလာအားပေးလို့မယ်ကျွန်တော်ကယောက်ျားလေးဆိုယောက်ျားလေးနေရာပဲအားပေးလိုက်မယ်ပြီးရင်ကိုယ့်ရဲ့ state စင်ကိုလည်းနော်လုံးဝအလှတွေပညာဆင်လို့ရတယ် funny skin ကို point ရဗျာကျွန်တော်တို့1800ပြည့်မှလဲလို့ရမှာနော်သိလားပြီးရင်ဘလို့တွေယူရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ daily တက်လေးတွေဝင်လိုက်ရုံပဲတရက်ကိုကျွန်တော် log in ဝင်ဗျာပြီးရင် log in ဝင်ပြီးသွားပြီဆိုရင်ဘယ်နှပွဲဆော့ဘာညာဆိုပြီးတော့ log in ကျွန်တော်တို့အမှတ်လေး point တွေစုမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဘယ်ရက်ဝင်ဆိုပြီးတော့ထပ်ပြီး point လေးရမယ်ဗျာသိလားနောက်ထပ်ကကျွန်တော်တို့မှာ mic ပုံတွေတွေ့မှာလားmic ပုံလေးကိုကျွန်တော်တချင်းဆိုပေးလိုက်ရဗျာကျွန်တော်တို့က funny ကိုလဲလို့ရမယ် point တွေရမယ်ဗျာသိလားဟိုကျွန်တော် funny skin တွေမှမဟုတ်ဘူးเนาะတိလာ brother တို့ဘာတွေပါလဲဆိုတော့ကျွန်တော် live phone skin တွေရောတခြား skin တွေရောလုံးဝ share မိုက်တာဗျာတိလာ skin ပဲလားဆိုတော့မဟုတ်တခြား animation effect တွေရောကျွန်တော်တခြား effect တွေရောပါတယ်ဒါကြောင့်မလို့ funny player လဲဆိုလုံးဝတင်းကောင်းဗျာတိလာ free ရမှာ funny skin ကြီးကိုဒီ login လေးကိုတေချာဝင် game လေးကိုတေချာဆော့ပြီးတော့ဒီ funny skin လေးကိုဗျာ free ကိုကျွန်တော်ညာအကြံပေးခြင်းနဲ့